အိုပြီးတော့မသိတဲ့ဂျယ်လီငါးလေးကိုသိလားဒီဂျယ်လီငါးလေးရဲ့သိပ္ပံနာမည်က Triceratops ဒိုနီလို့ခေါ်တယ်သူဟာလက်သက်ကိုလောက်ပဲရှိတယ်တိတ်ငယ်တဲ့ပင်လယ်နေတဝါလေးတစ်ကောင်မှာဒီဂျယ်လီငါးလေးရဲ့ဒူးကြချက်ကသူအိုမေးလာတဲ့အခါဒါမှမဟုတ်ယောဂအရလာတဲ့အခါကျရင်သူ့ရဲ့ cells တွေကိုငယ်ရတဲ့ကလေးဘွားရောက်အောင်လို့ကြောင်းပြင်နိုင်တာပဲလူလည်းနိုင်ရှင်မယ်ဆိုရင်အဖိုးကြီးတစ်ယောက်ကကလေးလေးတစ်ယောက်လိုပြန်ပြီးတော့ပြောင်းလဲသွားတာမျိုးပေါ့ဒီလိုမျိုးအချိန်ချင်းခါခါလုံးနိုင်တာ theory ရဆိုလို့ရှိရင်သူကတဘာဝအတိုင်းဘယ်တော့မှအုံမင်းပြီးမသိဘူးဒါဆိုသူကလုံးဝမသိဘူးလားဆိုတော့တဘာဝအတိုင်းအုံမင်းပြီးမသိနိုင်ပေမဲ့တခြားငါးကြီးတွေစားခံရတယ်ပြင်းတဲ့ယောဂဝူတွေကုသခံရတယ်သူလည်းသိဆုံးနိုင်ပါလေတသားပြောတာသဘောကျရင် like လောက်သွားပေးပါဦးဗျ